လွန်ခဲ့တဲ့နေ့ငယ်ကကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ပျက်လေးတစ်ခုပြောပြချင်တယ်။ဒါကကျွန်တော်ကျောင်းပြရနေဘက်ကမြို့လေးတစ်မျိုးမှာလောက်ခွင့်စောင့်ဝင်နေတဲ့အချိန်ပေါ့။အိမ်မှာရုံးကငှားပေးထားတဲ့အိမ်ဟောင်းကြီးတစ်လုံးမှာတဲရတယ်။အိမ်ဟာနှစ်ထပ်အိမ်တစ်သားနဲ့စောက်လုပ်ထားတာဖြစ်ပြီးတော့ခေါင်းမိုးကတုံမိုး။ဒါပေမဲ့အိမ်ရဲ့ပတ်ဝန်းကျင်မှာအင်ကြီးကတိတ်မရှိဘဲနဲ့နည်းနည်းလေးတိတ်ဆိတ်တယ်။စားရောက်တဲ့ပထမညမှာပဲဒူဇန်နဲ့အတွေ့အကြုံတစ်ခုကိုစပြီးကြုံလိုက်ရတယ်။ည7 နာရီခွဲလောက်မှာအပေါ်တက်အိမ်ကန်းဘက်ကနေလူတစ်ယောက်လမ်းလျှောက်နေတယ်လို့ကျွေးနေတစ်သားချမ်းပြန်အားတန်နေကြားနေရတယ်ပထမကတော့ကြွက်တွေလျှောက်ပြေးနေရပဲလို့ထင်ခဲ့ပေမဲ့အတန်းပုံမှန်အတိုင်းအိမ်ရှိကနေအိမ်နောက်ဘက်ကိုပြေးချင်းလျှောက်သွားတဲ့အတန်ဖြစ်နေကျွန်တော်ကလေနေလီကြောက်လာနေအပေါ်တက်ကိုမီးဖွင့်ပြီးတော့တက်ကြည့်တော့ဘာမှမရှိဘူးတကယ်အဖြစ်ကစနေညမှာပဲကြုံခဲ့ရတာဗျအဲ့ညမိုးလေးတက်တက်စွာရွာပြီးတော့မီးတွေကလည်းမိတ်လိုက်လင်းလိုက်နေဖြစ်နေတော့ကျွန်တော်ကလည်းအိယာကိုစောစောဝင်ခဲ့ညတနားရီလောက်မှာရုတ်တရက်ရေမက်ကနေပူကနေဖြစ်ပြီးနိုးလာတယ်မျက်လုံးခွင့်ကြည့်လိုက်တော့အခန်းတော်အမောင်ကြီးထဲမှာအရင်မေးမေးတကူကမတ်တက်ရက်နေအောင်တွေ့လိုက်ရတယ်။မှောင်နေပေမဲ့လူတယောက်တည်းပိုးရှိပြီးဗာမျက်နှာမှမပါပဲကျွန်တော်ကိုစိုက်ရည်နေတယ်လို့ခံစားနေရတယ်။ကျွန်တော်လည်းလှုပ်လို့မရဘူး။အော်လို့လည်းမရဘူး။ပါဇက်ကနေအတန်ထွက်ဖို့ကြိုးစားပေမဲ့လေချောင်းထဲမှာတစ်ဆုံနေအိမ်ရင်ကြီးဟာကျွန်တော်အိယာနာကိုဖြည်းဖြည်းချင်းတိုးလာတယ်။အိဆက်လေးတူရပါတကူလုံးလွှမ်းကြုံသွားသလိုဖြစ်သွားတယ်။အသက်ရှူရတာတပြည့်ပြည့်နဲ့မွန်းချလာပြီးတော့ရင်ဘက်ပေါ်တစ်ခုနဲ့ပြီးသားတယ်လို့ခံစားလိုက်ရတယ်။နောက်ဆုံးစိတ်ကိုအစွမ်းကိုစူးစီးပြီးတော့စိတ်ကြီးကနေဖျားစာတွေကိုစိတ်မနဲ့ရွတ်ပတ်လိုက်တော့မှရုတ်တရက်ခဏကိုကြီးကလှုပ်လို့ရသွားပြီးအေးမေးရလည်းပျောက်ကွယ်သွားတယ်။ဒါပေမဲ့အဲ့ညမှာပဲတိုက်ဆိုင်အိမ်ရှိတကားကနေဒုံဆိုပြီးတော့တကား3ချက်လာခောက်တာကိုကြားလိုက်ရတယ်။ဘယ်သူမှတော့ရောက်မလာခဲ့ဘူး။နောက်ရောက်မှအနီးနားအင်ဂျင်တယောက်ကိုမေးကြည့်တော့မှအဲ့ဒီရလွန်ခဲ့တဲ့9နှစ်လောက်ကအင်ဂျင်ဘိုးကြီးတယောက်တည်းဆုံးမသွားခဲ့တဲ့အိမ်ဖြစ်နေမှသိလိုက်ရတယ်။အိမ်ညာခံစားလိုက်ရတဲ့အေးဆက်အတီးတွေနဲ့ကြောက်စရာကောင်းတဲ့ခံစားချက်ကိုတော့အခုထိမေးလို့မရသေးဘူး